Logo Studio ဌာနအဆောက်အဦ35နှစ်ပြည့်မြောက်သွားပြီဖြစ်တဲ့မြန်မာနိုင်ငံနှစ်ချင်းခရစ်ယာန်အသင်းချုပ်ခရစ်ယာန်ဆက်သွယ်ရေးဌာနစတင်ခဲ့ခြင်းမှာ1948-49ခုနှစ်ကတည်းက American သာသနာပြုများမှခရစ်ယာန်ရေဒီယိုနှင့်ရုပ်ပြဗဟုသုတဘုတ်အဖွဲ့ကိုမြန်မာပြည်မှာအစပြုခဲ့ပါတယ်။မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီထိုစဉ်ကခရစ်ယာန်ကောင်စီအနေနဲ့ခရစ်ယာန်ရေဒီယိုနှင့်ရုပ်ပြဗဟုသုတလုပ်ငန်းကိုမန္တလေးမြို့မှာလှုပ်ဆောင်ခဲ့ပြီးနှစ်ချင်းအသင်းချုပ်၏ရုပ်ပြသံကြားလုပ်ငန်းကလည်းပါဝင်အထောက်အကူပြုခဲ့ပါတယ်။1986ခုနှစ်အရောက်မှာတော့နှစ်ချင်းအသင်းချုပ်အနေနဲ့ကက်ဆက်သာသနာပြုရေး၄နှစ်စီမံကိန်းတစ်ရပ်အဖြစ်ခရစ်ယာန်ဓမ္မပညာဌာနလက်အောက်မှာထားပြီးရုပ်ပြသံကြားလုပ်ငန်းကိုအစပြုခဲ့ပါတယ်။စီမံကိန်းစရုပ်ထနှစ်ကိုရောက်တဲ့အခါနှစ်ချင်းအသင်းချုပ်ခေါင်းဆောင်များအနေနဲ့ရုပ်ပြသံကြားလုပ်ငန်းကိုအသင်းချုပ်ရဲ့10နှစ်စီမံကိန်းတွင်စီမံကိန်းတစ်ခုအဖြစ်ရေးဆွဲချမှတ်ခဲ့ပြီးအစီအစဉ်ကိုတစတိုးချဲ့လှုပ်ဆောင်ခဲ့ပါတယ်။ဦးဆောင်ခဲ့သူများကတော့1986ခုနှစ်မှာဓမ္မပညာဌာနတာဝန်ခံအဖြစ်ဆီယမရိုဇလင်းဘွားကက်ဆက်သာသနာ၄နှစ်စီမံကိန်းလုပ်ငန်းဆောင်ရွက်သူများကတော့ဆရာတော်ဟန်ဒဆန်ဘဝင်ဆရာတော်ဝေဗလီပန်ဆရာစစ်ဒနီအောဂျီနဲ့ဦးစောအာထေးတို့ဖြစ်ပါတယ်1989ခုနှစ်မှာတော့အသိန်းကျုပ်10နှစ်စီမံကိန်းဦးဆောင်သူဆရာတော်နိုင်ထွန်းသန်းကရုပ်ပြသံကြားလုပ်ငန်းကိုတွဲဖက်လှုပ်ဆောင်ခဲ့ပြီး1989ခုနှစ် January လ၌ဖန်အံမြို့မှာကျင်းပပြုလုပ်ခဲ့တဲ့နှစ်ချင်းအသင်းချုပ်အုပ်ချုပ်စီမံရေးအဖွဲ့အစည်းအဝေးမှာရုပ်ပြသံကြားနှင့်သတင်းဖြန့်ချီရေးလုပ်ငန်း Audio Visual and Information Center ကိုဖွဲ့စည်းခဲ့ပြီးလုပ်ငန်းတာဝန်ခံအဖြစ်ဆရာတော်နိုင်ထွန်းသန်းနဲ့အစီအစဉ်လက်ထောက်အဖြစ်ဆရာဆွေမြင့်နိုင်တို့ကိုတာဝန်ပေးအပ်ခဲ့ပါသည်ဌာနသဘာပတိအဖြစ်ဆရာတော်ဦးအမ်ဇော်ရောပြီးနောက်ဆရာတော်ဦးမမောင်ဟန်တို့ကိုရွေးချယ်၍ဌာနကိုကြီးကြပ်စေခဲ့ပါတယ်ဆရာတော်ဦးမမောင်ဟန်ဘုန်းတော်ဝင်စားပြီးနောက်ဆရာဦးကြည်မောင်အေးသဘာပတိအဖြစ်ဆက်ကပ်ပြီးဆရာတော်ဒေါက်တာဇော်ခူးလကသဘာပတိအဖြစ်ဆက်လက်တာဝန်ယူဆက်ကပ်ခဲ့ပါတယ်1989ခုနှစ် January လမှစတင်၍နှစ်ချင်းအသင်းချုပ်ရဲ့အမြဲတမ်းလုပ်ငန်းတစ်ရပ်အဖြစ်ဖွဲ့စည်းခဲ့ပြီးရုပ်ပြသံကြားနှင့်သတင်းဖြန့်ချီရေးလုပ်ငန်း Audio Visual and Information Center ဟူ၍လှုပ်ဆောင်ခဲ့ပါတယ်။လုပ်ငန်းကြီးကြပ်ကွပ်ကဲရန်ကော်မတီတစ်ရပ်ဖွဲ့စည်းပြီးတာဝန်ပေးအပ်ခဲ့ပါတယ်။လုပ်ငန်းလှုပ်ဆောင်ရာမှာ1989ခုနှစ်မှ1989ခုနှစ်အထိအခြေခံစက်ပစ္စည်းများဖြင့်အချိန်ပြည့်ဝန်ထမ်း2ဦးနဲ့ကူညီသူ2ဦးရှိခဲ့ပါတယ်။1989ခုနှစ်ဇွန်လ2ရက်နေ့တွင်မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီအထွေထွေအတွင်းရေးမှူးသိက္ခာတော်ရဆရာဦးဝင်းတင်မှအုတ်မြင့်ချကအဆောက်အဦကိုစတင်ဆောက်လုပ်ခဲ့ပါတယ်။1990ခုနှစ်စက်တင်ဘာလ13ရက်နေ့မှာတော့Logos အသံသွင်းစတူဒီယိုအဆောက်အဦကိုအနုမောဒနာပြုဆက်ကပ်ခဲ့ပါတယ်။1990ခုနှစ်မှာတော့ Logos စတူဒီယိုပါဝင်တဲ့သီးသန့်အဆောက်အဦနဲ့ထိုအချိန်ကအဆင့်မြင့်စက်ပစ္စည်းများကိုကမ္ဘာအသင်းတော်များကောင်စီ၏ပံ့ပိုးမှုဖြင့်ခရစ်ယာန်ဂိုင်းပေါင်းစုံအတွက်စတင်အစီခံခဲ့ပါတယ်။လှုပ်ဆောင်ခဲ့တဲ့လုပ်ငန်းများကတော့သင်တန်းပေးခြင်းရုပ်ရှင်ပြသခြင်းဗီဒီယိုရိုက်ကူးထုတ်လုပ်ခြင်းဓာတ်ပုံဗီဒီယိုရိုက်ကူးတီးဖြတ်ဝန်ဆောင်မှုပေးခြင်းအခွေငှားရမ်းခြင်းကက်ဆက်ခွေကူးခြင်းငှားရမ်းခြင်းဓမ္မသီချင်းများထုတ်လုပ်ခြင်းအသံသွင်းဝန်ဆောင်မှုပေးခြင်း
အတန်ချက်ဆက်အကျိုးဆောင်ခြင်းလက်လှမ်းမြည်သမျှသာသနာတည်များဆက်သွယ်ပြန်ကြားဖြန့်ဝေပေးခြင်းပဲဖြစ်ပါတယ်။1993 ခုနှစ်တွင်နေ့ချင်းအသင်းချုပ်ရဲ့ဌာနတစ်ခုအဖြစ်ရုပ်ပြသံကြားနှင့်ဆက်သွယ်ရေးဌာန Audio Visual and Communication Department ဟုဖွဲ့စည်းခဲ့ပါတယ်။မြစ်တာကဘာလေးလှိုင်းသံ A Touch of Love ဆိုတဲ့ရေဒီယိုအသံလွှင့်စီမံကိန်းတစ်ခုကို Transworld Radio နဲ့ပူးပေါင်းလျက်တင်ဆက်ခဲ့ပါတယ်။1994 ခုနှစ်စက်တင်ဘာလ26ရက်နေ့ကစပြီးသင်သိအပ်သောသမကျမ်း Through the Bible လို့ခေါ်တဲ့ကျမ်းစာတအုပ်လုံးအားလေ့လာသင်ယူခြင်းအစီအစဉ်ကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကဝင်ငွေရရှိခဲ့ပါတယ်။ဆက်လက်ပြီးမေတ္တာတုံ့လှည့်ဝမ်းမြောက်ဖွယ်မျှော်လင့်စရာမိမသားတို့ကပါ Women of Hope ဘဝပန်းတိုင် Destiny အစီအစဉ်များကိုထုတ်လွှင့်တင်ဆက်နိုင်ခဲ့ပါတယ်။အသံပိုင်းဆိုင်ရာဌာနစိတ်ဗီဒီယိုပိုင်းဆိုင်ရာဌာနစိတ်စီမံအုပ်ချုပ်ရေးဌာနစိတ်များရှိပြီးဌာနဝန်ထမ်း23ဦးအထိခန့်ထားဆောင်ရွက်နိုင်ခဲ့ပါတယ်။Logos အသံသွင်းစတူဒီယိုကို1996ခုနှစ်နဲ့ဗီဒီယိုလုပ်ငန်းကို1998ခုနှစ်မှာ Digital Format သို့ပြောင်းလဲခဲ့ပါတယ်။2003ခုနှစ်မှာတော့ခရစ်ယာန်ဆက်သွယ်ရေးဌာနဟု၍အမည်ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။ဌာနဝန်ထမ်း3ဦးရှိပြီးအထွေထွေလုပ်ငန်းအတွက်2ဦးနဲ့သင်သိအပ်သောသမကျမ်းစာရေဒီယိုအစီအစဉ်သင်ခန်းစာများကိုကွန်ပျူတာမှတ်တမ်းတင်ရန်အတွက်စေတနာဝန်ထမ်း2ဦးဖြင့်ဆက်ကပ်ပါဝင်လျက်ရှိပါတယ်။2003ခုနှစ်မှာဆရာတော်နိုင်ထွန်းသန်းသက်တမ်းပြည့်အနားယူပြီးသည့်နောက်တွဲဘက်တာဝန်ခံဆရာတော်စောမြတ်မင်းလွင်ကဌာနတာဝန်ခံအဖြစ်ဆက်လက်တာဝန်ယူဆက်ကပ်ခဲ့ပါတယ်။ဆရာတော်ဒေါက်တာစောခူးလာသက်တမ်းပြည့်တဲ့အခါဆရာတော်ဒေါက်တာစောလဝါဆရာဦးအလာပေါသိက္ခာရောရဆရာမနော်တင်မီဖြူတို့ကတဘာပတိအဖြစ်ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။2012ခုနှစ်မှာတော့ဆရာတော်ဒေါက်တာစောထားလူကတာဝန်ခံအဖြစ်တာဝန်ယူခဲ့ပါတယ်။2018ခုနှစ်မှယနေ့တိုင်ဆရာတော်စောမြတ်မင်းလွင်ကတဘာပတိအဖြစ်၎င်း2020ခုနှစ်မှယနေ့တိုင်ဆရာမမင်းနှင်းစီကတာဝန်ခံအဖြစ်၎င်းဆက်လက်အစီခံလျက်ရှိပါတယ်။ဌာနလုပ်ငန်းများအနေနဲ့ဆက်သွယ်ရေးနည်းပညာဆိုင်ရာအသံပိုင်းဆိုင်ရာဗီဒီယိုပိုင်းဆိုင်ရာသင်တန်းများပို့ချခြင်းအသံပိုင်းဆိုင်ရာနှင့်ဗီဒီယိုပိုင်းဆိုင်ရာဝန်ဆောင်မှုပေးခြင်း MPC website မွမ်းမံခြင်း MPC Facebook page တွင်နေ့ချင်းအသိချုပ်သတင်းများတင်ဆက်ခြင်းနှင့်ဌာန၏ Facebook page အကောင့်နှင့် YouTube channel များတွင်သတင်းများတင်ဆက်ခြင်းမျှဝေခြင်းနှစ်ချင်းပြက်ကလေး၏အထူးနေ့များတွင်ဓမ္မသချင်းများဒေသနာများခွန်အားပေးချက်များအသိပညာပေးခြင်းများရှေးသာသနာခေါင်းဆောင်များ၏မှတ်တမ်းတင်ထားသောတမန်ကျမ်းစာသင်ကြားခြင်းနှင့်တရားဒေသနာများတင်ဆက်ခြင်းနှစ်ချင်းကျမ်းစာကျောင်းများတွင်သာသနာပြုခြင်းနှင့်ခရစ်ယာန်ဆက်သွယ်ရေးဆိုင်ရာဆွေးနွေးပွဲများပြုလုပ်ခြင်းတို့ကိုလှုပ်ဆောင်နေပါတယ်။အနာဂတ်လုပ်ငန်းအစီအစဉ်များအနေဖြင့် FM Radio အစီအစဉ်များထုတ်လွှင့်နိုင်ရန်နှစ်ချင်းအသင်းချုပ်ဝင်းတွင်ယုံကြည်သူအတိုင်းအဝိုင်းမှလာရောက်လေ့လာနိုင်ရေးအတွက် Logos Learning Center ဖြစ်ပေါ်လာရေးတို့ကိုဦးတည်ဆောင်ရွက်လျက်ရှိပါ၍ခရစ်ယာန်ဆက်သွယ်ရေးဌာနအတွက်တတ်နိုင်သည့်ဘက်မှကူညီပံ့ပိုးတတိယဆုတောင်းပေးကြပါရန်တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။အားလုံးအပေါ်ဖျားသခင်ထံတော်ပါမှကောင်းကြီးမင်္ဂလာများစွာသွန်လောင်းချပေးပါစေ။